ရန်ကုန်မြို့ရဲ့လေထုညဉ့်ဉန်းမှုဟာစက်တိုက်ဖြစ်နေဆဲဖြစ်ပြီးတော့ရွှေကုန်းတိုင်းအနီးမှာ AQI ဟာ214အထိအမြင့်ဆုံးရှိနေပါတယ်။ကန်တော်ကြီးအနီးမှာ AQI ဟာ169အထိရောက်ရှိနေပြီးတော့ရန်ကုန်တိုင်းလွှတ်တော်အနီးမှာ AQI က169အထိရှိနေပါတယ်။မယန်းကုန်းကဆွေတော်မြက်ဖျားအနီးမှာ AQI က189အထိရှိနေပြီး8မိုင်လမ်းဆောင်အနီးမှာ AQI က184အထိရောက်ရှိနေတာဖြစ်ပါတယ်။အခုလိုလေထုညဉ့်ဉန်းမှုဟာလူတိုင်းကိုအကျိုးသက်ရောက်မှာဖြစ်ပြီးမကျန်းမာသူတွေတက်ကြီးရွယ်အိုတွေပိုခံစားကြရမှာဖြစ်ပါတယ်။ရန်ကုန်မြို့ရဲ့လေထုအရည်အသွေးဟာ PM10 နဲ့ PM2.5 တို့လိုအမှုန်အမွှားတွေကြောင့်ပြင်းထန်စွာထိခိုက်နိုင်တယ်လို့ဆိုပါတယ်။အခုလိုဖြစ်ရခြင်းကနေ့စဉ်ရင်ကြောပိတ်ဆို့မှုတွေစောက်လို့ရေးလုပ်ငန်းခွင်တွေအမိုက်အရွက်6တွေကိုနေ့စဉ်မီးရှို့တာတွေစက်မှုစုံတွေစက်ယုံတွေကထုတ်လွှင့်မှုတွေနဲ့လေမတိုက်ပဲငြိမ်နေတာကြောင့်ညဉ့်ဉန်းတဲ့လေတွေစုဝေးနေကြတာကြောင့်ပါဒါကြောင့်ဒီရက်ပိုင်းအတွင်းအပြင်ထွက်ရင် mask ကိုမဖြစ်မနေသက်ဆင်တင်ပြီးတော့အိမ်မာနေတာပိုတင့်တော်ပါတယ်